YouTube channel မှာရှိကြတယ်ကျွန်တော်ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေအဲ့တော့ဒီညဗီဒီယိုဖိုင်လေးကတော့ကျွန်တော်မနက်ဖြန်မှာရက်ကြော် break တစ်လုံးကျွန်တော်မိတ်ဆွေတွေကိုပြပေးခြင်းလို့နော်ဒီရက်ချင်းကတော့ဒီနေ့မှပြည့်တဲ့ break ဒါပေမဲ့ကျွန်တော်မနက်ဖြန်မှာရက်ကြော်လာနိုင်လို့နော်အဲ့ဒီကျွန်တော်တစ်ချက်ကြည့်မယ် break ကတစ်လုံးနဲ့ပဲနော် break တစ်စုံမဟုတ်ဘူးတစ်လုံးနဲ့ပဲနော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေကသုံးလို့ရတာပေါ့ဗျာနော်အဲ့တော့မနက်ဖြန်ကြာတာပတိနေ့မှာတလုံးနဲ့တော့ break ကြတော့ကျွန်တော်တစ်ချက်ကြည့်အောင်ဗျကျွန်တော်မူကမနက်အပိတ်ညနေအပိတ်ကခွန်3ည3ညခွန်အတွဲဖြစ်သွားရင်မနက်ပိတ်ကကျွန်တော်ဒီမှာဆို3ညညနေပိတ်ကခွန်အဲ့တော့မနက်ပိတ်နဲ့ညနေပိတ်ကခွန်3ညအတွဲဖြစ်သွားရင်မနက်ထိတ်နဲ့ညနေထိတ်ကိုပေါင်းနော်မနက်ထိတ်နဲ့ညနေထိတ်ကိုပေါင်းကျွန်တော်ပေါင်းကြည့်လိုက်ရင်မနက်ထိတ်က9ညနေထိတ်က9အဲ့တော့ကျွန်တော်9 9ပေါင်း4နော်အဲ့ဒီ4ဒီတဲ့4ရက်အတွင်းမှာပဲ break အနေနဲ့ထွက်တယ်နော်4ရက်အတွင်းမှာပဲ break အနေနဲ့ထွက်တယ်1ရက်2ရက်3ရက်4ရက်မှာ9 9နဲ့40နော်နောက်ထပ်ကျွန်တော်တို့တပင်မနက်ပိတ်ခွန်ညနေပိတ်က3ညမနက်ပိတ်နဲ့ညနေပိတ်ကခွန်3ညအတွဲဖြစ်သွားရင်မနက်ထိတ်နဲ့ညနေထိတ်ကိုပေါင်း9 6ပေါင်း1အဲ့ဒီ1ဒီ4ရက်အတွင်းမှာ break 84နော်အဲ့ကျွန်တော်နောက်ထပ်တပင်ပေါ့ကျွန်တော်ဒီမှာမနက်ပိတ်3ညညနေပိတ်ကခွန်မနက်ပိတ်နဲ့ညနေပိတ်က3ညခွန်3ညအတွဲဖြစ်သွားရင်မနက်ထိတ်ညနေထိတ်ပေါင်းခွန်4ပေါင်း1အဲ့ဒီ1ဒီ4ရက်အတွင်း break 38နော်အဲ့ကျွန်တော်ဒီမှာနောက်ထပ်တပင်မနက်ပိတ်ခွန်ညနေပိတ်ကလည်း3ညအဲ့တော့မနက်ပိတ်ညနေပိတ်ကခွန်3ည3ညခွန်အတွဲဖြစ်သွားရင်မနက်ထိတ်ညနေထိတ်ကိုပေါင်း3ည3ပေါင်းခြင်း3အဲ့ဒီ3ဒီ4ရက်အတွင်းမှာ break 3ည3နော်အဲ့ကျွန်တော်နောက်ထပ်တပင်မနက်ပိတ်ခွန်ညနေပိတ်က3ညခွန်3ညနော်မနက်ပိတ်နဲ့ညနေပိတ်ဒီခွန်3ည3ညခွန်အတွဲဖြစ်သွားတာနဲ့အဲ့ဒီမနက်ထိတ်နဲ့ညနေထိတ်ကိုပေါင်း9ခွန်ပေါင်းတော့2အဲ့ဒီ2ဒီ4ရက်အတွင်းမှာ break 39နော်ဆိုတော့ကျွန်တော်အခုဒီမှာမနက်ပိတ်3ညနော်30တစ်ခွန်မနက်ပိတ်3ညညနေပိတ်ကခွန်အဲ့တော့မနက်ပိတ်နဲ့ညနေပိတ်က3ညခွန်3ညအတွဲဖြစ်သွားလို့အဲ့ဒီနေ့ရမနက်ထိတ်ညနေထိတ်ကိုပေါင်းလိုက်မနက်ထိတ်က3ညနေထိတ်က1 3တစ်ပေါင်း4အဲ့ဒီ4ဒီ4ရက်အတွင်းမှာ break 1ရက်2ရက်3ရက်4ရက်မထွက်လာသေးဘူးနော်မထွက်လာသေးဘူးဆိုတော့မနက်ဖြန်မှာရက်ကြော်4 break နော်ရှေ့မှာကျွန်တော်တို့တောက်လျှောက်ပေးလာခဲ့တာနော်ရှေ့မှာ9ချိန်ရှိတယ်အများကြီးကျွန်တော်တို့ပေါ်ပေါ်လောလောဖြစ်စဉ်မျိုးကြီးလည်းမဟုတ်ဘူးနော်တစ်ချိန်နှစ်ချိန်ဖြစ်စဉ်မျိုးလည်းမဟုတ်ဘူးဒီကကျွန်တော်တို့ပြောအလဲလက်ပေါ့နော်ရှေ့မှာကျွန်တော်တို့တစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်ရှိတယ်နော်5ချိန်ထိရှိတယ်အဲ့ဒီ5ချိန်လုံးမှာကျွန်တော်တို့ break ကအမြဲတမ်းထွက်တယ်အဲ့ဒီ break တစ်လုံးကနော်9 9ပေါင်း4ရက်အတွင်း4 break 9 9 40ဒီမှာဆိုကျွန်တော်တို့9 6ပေါင်း1 break 4ရက်အတွင်းခွန်4ဒီမှာဆိုရင်ကျွန်တော်တို့ခွန်4ပေါင်း1 break 4ရက်အတွင်း38ဒီမှာကျွန်တော်3ည3ပေါင်းတော့3 break က3ရက်အတွင်း3ည3ဒီမှာဆိုရင်လည်းကျွန်တော်တို့9ခွန်ပေါင်း2 break က4ရက်အတွင်းမှာ39နော်ဆိုတော့ဒီမှာကျွန်တော်တို့3တစ်ပေါင်း4တဲ့အဲ့တော့4ရက်အတွင်းမှာ4 break မနေ့ဖြန်မှာ9ရက်ကြော်ကြိုက်တယ်ဆိုရင်ဆွဲ break တစ်လုံးနဲ့ပဲနော်တစ်လုံးနဲ့ပဲ4 9 break တွေ4 2 break တွေလုံးမနေတော့ဘူးနော်တစ်လုံးနဲ့ပဲအဲ့တော့ break တစ်လုံးမှာကနန်း9ခွက်ပဲရှိတယ်နော်ဆိုတော့ main တွေဘာတွေကျွန်တော်လုံးမနေတော့ဘူးဗျာနော်ကနန်း9ခွက်ဆိုကြိုက်တယ်ဆိုရင်9ခွက်လုံးထိုးလိုက်နော်မကြိုက်ဘူးဆိုရင်တော့မထိုးနဲ့ပေါ့ဗျာနော်ကျွန်တော်ပြောကြစကားပဲအဲ့တော့တချို့တွေကရှိသေးတယ်ဗျာနော်ထွက်တင်လားဘာအဲ့လိုလူတွေရှိတယ်ကျွန်တော်လည်းတိတ်တယ်မပြောချင်တော့ဘူးနော်တောင်းကိုကခေါင်းနေလေကျွန်တော်နောက်လို့နော်ဒါတော့ကျွန်တော်ဟိုဗီဒီယိုဖိုင်တစ်မျိုး line နဲ့တစ်မျိုးတင်ပေးနေတယ်ဒါလည်းကျွန်တော်တို့ထွက်လာလို့ကျွန်တော်โอเคလားပါလားကျွန်တော်ပို့လေးတင်လိုက်ရင်နော်ထွက်တင်လားတဲ့အဲ့တော့အကြောင်းသိချင်တော့ပေါင်းကြည့်ပါဗျာနော်ကျွန်တော်အပေါ်ရန်လေးကြည့်ပြီးတော့လာမယ်ပြောနေလူတယောက်ရဲ့ကျွန်တော်တို့ဖြစ်စဉ်ကိုတေးသေးချာချာလေးလာမကြည့်ပဲနဲ့ကျွန်တော်တို့ဝေဖန်တာမျိုးကတော့ဒါလူဘိန်းလူဖြင်းလူညံ့နေတဲ့အလုပ်โอเคကဲအဲ့တော့ကျောင်းမိတ်ဆွေတွေမနေ့ဖြန်မှာ break တစ်လုံးဗျာနော်ကြိုက်ရဆိုရင်တော့ကြိတ်လိုက်ဗျာနော်ကြိုက်ရဆိုရင်တော့ကြိတ်လိုက်4 break ပျောက်ဆုံးနေတော့ break နော်ခေါင်းစဉ်လေးပေးလိုက်မယ်
ခေါင်းစဉ်လေးကဘာလေးလဲပျောက်ဆုံးနေတော့ပရိတ်၄ပရိတ်ပျောက်နေတာကျွန်တော်ကြာပြီနော်ကျွန်တော်ဒီမှာ59ထွက်ပြီးကြတဲ့ကတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်မြောက်ရှိပြီအဲ့ဒီ၄ပရိတ်ပျောက်နေတာနော်ပျောက်နေတဲ့၄ပရိတ်ပျောက်နေတဲ့တောက်လျှောက်မှာလဲကျွန်တော်တစ်ခါမှမသုံး၄ပရိတ်ကိုနော်အခုကဘာလို့ကျွန်တော်ပြောပြနေလဲဆိုကျွန်တော်ရဲ့မူထဲမှာကလင်နာဖြစ်စဉ်ထဲမှာကျွန်တော်တွေ့နေလို့နော်တွေ့နေလို့အမှန်ဒီကောင်၄ရက်အတွင်းမှာကြာပါနော်ခေါင်းကြောမာနေတယ်မနေ့ဖြတ်မှာကြော်ပြီးကြာလာနိုင်တဲ့အတွက်ကြောင့်မလို့နော်ကြော်မိဆွေတွေကိုအချိန်မီလေးပြပေးတာနော်အဲ့တော့မနေ့ဖြတ်မှာ၄ break ဗျာနော်၄ break ကတော့လူတိုင်းသိပါဗျာနော်136859440နှစ်ခွန်ပေါ့နော်ကဲအဲ့တော့ကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့အောက်က comment လေးမှာနော်မှန်လေးတွေမှန်ပေးပါဦးဗျာနော်ကြိုက်တယ်မကြိုက်ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့မွေးကနန်းလေးတွေစက်မွေးထားနော်ကြာပေးတော့ကြာမှာမွေးကနန်းလေးကြိုက်တယ်မွေးနေတယ်ဆိုစက်မွေးတာနော်လာလိမ့်မယ်အဲ့တော့ဒီကျွန်တော်တို့ညနေပိုင်းထိတ်စည်းမှုတွေနော်ကျွန်တော်တို့ဘယ်လောက်တွေအောင်မှအကျိုးပြုလဲနော်ကျွန်တော်ဆိုရင်လက်ရှိမှာကျွန်တော်တို့စောင့်ကြည့်နေတဲ့မိတ်ဆွေတွေလည်းရှိမယ်ကျွန်တော်တို့နော်အကျိုးရှိသုံးချတဲ့မိတ်ဆွေတွေလည်းရှိမယ်ပေါ့ညနေပိုင်းထိတ်စည်းမှုများနော်ကျွန်တော်အားလုံးအစအဆုံး3ညကနေ9ထိတင်ပေးထားတယ်လက်ရှိမှာတော့အဲ့ဒီကောင်ကနော်ကျွန်တော်တို့တတ်မှတ်ထားတဲ့ရက်ချင်းထိတော့မနေဘူးအစောစောပြီးကြာတာနော်စောစောပြီးကြာတယ်တောက်လျှောက်မှာညနေပိုင်းခွန်ထိတ်နော်နှစ်တလုံးနော်9ရက်တွင်နှစ်တလုံးညနေပိုင်းကျွန်တော်တို့တစ်ထိတ်ညနေပိုင်းတစ်ထိတ်4ရက်တွင်တစ်8 break 1ရက်2ရက်3ရက်မြောက်မှာ10 break ကြာသွားပြီနော်အဲ့တော့ညနေပိုင်း4ထိတ်နောက်တစ်နေ့မနက်ညမှာနော်မြန်မာပါဝါနက်ခတ်ထိုင်းပါဝါနက်ခတ်အပူ305နော်မြန်မာပါဝါအဲ့တော့ညနေပိုင်း3ညထိတ်တဲ့အဲ့ဒါဘာလဲဆိုတော့ညနေပိုင်း3ညထိတ်က9ရက်တွင်မှာ305 break တဲ့9ရက်တွင်တော့မနေဘူးဗျချက်ချင်း3ည break ထွက်သွားတယ်နော်အဲ့တော့နောက်ထပ်ဒီမှာ3ထိတ်တဲ့ညနေပိုင်း3ထိတ်တဲ့ညနေပိုင်း3ထိတ်ကြတော့9ရက်တွင်မှာမြန်မာပါဝါထိုင်းပါဝါတဲ့9ရက်တောင်မနေဘူးဗျချက်ချင်းမှန်းကျော်83ဆိုရင်မြန်မာပါဝါကြီးတန်းကြလာနော်အဲ့တော့အခုညနေပိုင်းမှာ8ထိတ်တဲ့နော်8ထိတ်9ရက်တွင်အပူပါဝါတဲ့နော်အဲ့တော့ကိုယ့်ကိုအကျိုးရှိလေးသုံးချဖို့ဗျာနော်ကျွန်တော်ကတော့ကျောင်းမိတ်ဆွေတွေအတွက်အကောင်းဆုံးရှာပေးထားတာပဲဒါဘာလဲဆိုတော့မိတ်ဆွေတွေအရန်တင်လေးနော်ကိုမဝမ်းချင်းလေးတွေဘိုင်လေးတွေရှိရင်ဒါလေးနဲ့ကတ်သုံးပေါ့နော်ဒါလေးနဲ့ကတ်သုံးကျွန်တော်တို့3ရင်3တက်တလို့အဆင်ပြေပါတယ်နော်3ရင်3တက်တလို့အဆင်ပြေတယ်ပြီးရင်အပတ်တိုင်းမှာကျွန်တော်အများတန်းတဖွာဖွာပြောတယ်ဘာမှလည်းကျွန်တော်တို့နော်ကဏ္ဍတွေလည်းရှာနေကြမလို့ဘာမှကြည့်မနေနဲ့အဲ့30ပဲထိုးလို့ကျွန်တော်အပတ်တိုင်းပြောတယ်နော်အပတ်တိုင်းမှာလည်းထွက်တာပဲလीနော်အဲ့ဒီအပတ်တိုင်းမထွက်မရှိတသက်စာအပတ်တိုင်းမထွက်မရှိအကွက်30မြန်မာပါဝါထိုင်းပါဝါအဘူးအကွက်30ဆိုတော့ကျွန်တော်တချို့တွေကထင်တယ်ဗျအာရင်60ဖြစ်မှာပေါ့မဟုတ်ဘူးလေဗျအာပြီးသား30နော်မအားရသေးခင်ဆိုရင်15ခွက်ပဲရှိတယ်နော်မြန်မာပါဝါ5ခွက်ထိုင်းပါဝါ5ခွက်အဘူး10ခွက်နော်အဲ့တော့မြန်မာပါဝါ5ခွက်ကိုအာရင်10ခွက်ထိုင်းပါဝါ5ခွက်ကိုအာရင်10ခွက်20အပူး10ခွက်နဲ့ဆို30အာပြီးသားအရင်တင်းအစင်းတင်းခွက်30နော်ကျွန်တော်ပတ်တိနှလုံးပတ်တာနဲ့စာရင်တော့10ခွက်တက်တာလေးနော်ဒီတစ်ပတ်မှာလည်းကျွန်တော်နှစ်ကြိမ်လောက်ထွက်သွားပြီနော်ပြီးခဲ့တဲ့တစ်ပတ်ကပိတ်ရက်တွေနဲ့တော့မှကျွန်တော်နှစ်ကြိမ်လောက်ထွက်ပြီးသွားတယ်8 5တို့6တို့နော်ဒါလေးကကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့အများအားကျွန်တော်ကြုံလို့ပြောတယ်ဆိုတာကျော်မိတ်ဆွေနဲ့တတိတရလေးနဲ့သုံးလို့ရအောင်လို့ပေါ့ဗျာနော်ဒါလေးတွေကအပတ်တိုင်းမှာအကျိုးပြုနေတဲ့ formula လေးမူလေးတွေဗျာနော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေအဆင်ပြေတယ်ဆိုရင်ကျွန်တော်ကဝမ်းသာပါတယ်နော်ဘာပဲပြောပြောဒါသုံးတဲ့မိတ်ဆွေတွေကတော့သုံးတဲ့အလျောက်အဆင်ပြေမယ်မသုံးတတ်တဲ့မိတ်ဆွေတွေကတော့မသုံးတာအကောင်းဆုံးတချို့ကြတော့မေးတယ်ဘယ်လိုသုံးရတာလဲတဲ့ကျွန်တော်အကိစ္စဘယ်လိုဖြေရှင်းရမလဲညနေပိုင်းထိပ်စည်းမှုတွေကျွန်တော်သင်ပေးထားတယ်အဲ့ဒါဘယ်လိုသုံးရတာလဲတဲ့နော်အဲ့တော့ကျွန်တော်လည်းမပြောတတ်တော့ဘူးနော်ဒါတော့တေချာလေးရှင်းပြပေးတာအောင်မှကဲအဲ့တော့ကျွန်တော်တို့မနေ့ကမှာအဲ့ဒီတလုံးနဲ့တော့ break ကြိုက်တဲ့မိတ်ဆွေတွေကမနှညမှာကစားမယ်မကြိုက်တဲ့မိတ်ဆွေတွေကမကစားနဲ့เนาะပျောက်ဆုံးနေတော့ leave break เนาะโอเคအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာเนาะမိတ်ဆွေများအားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော်အမြဲတမ်းမှာအားပေးကြတယ်ကျွန်တော်မိတ်ဆွေများအားလုံးကိုတူဦးတယောက်မကျန်ကျွန်တော်မင်းခန့်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ရဲ့ဒီညဗီဒီယိုလေးကတော့ဒီညပါပဲဗျာเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးဘေးရန်တွေပေါင်းမှာကင်းဝေးလွတ်မြောက်နိုင်ကြပါစေဗျာเนาะအားလုံးပဲခွတ်လက်ပါဗျာ